နတ်ပြေကနတ်သမီးတယောက်ကလူပြေကြီးပြီးတော့စိတ်တွေညစ်တာဘာဖြစ်လို့တော့မေးလဲတော့ဥပုပ်နေကြီးတစ်ခုမှာဥပုပ်တယ်တွေကအများကြီးပဲကြောင်းဝင်းကလည်းအကျယ်ကြီးဥပုပ်တယ်တွေကလည်းအများကြီးဥပုပ်တယ်တွေများလို့စိတ်ညစ်တာတဲ့တရားမင်းကမေးဟဲ့ဘာတွေတွေ့စိတ်ညစ်တာတော့လူပြေကြည့်လိုက်စမ်းပါတဲ့ဥပုပ်တွေစောင့်လိုက်ကြတာလူတွေအများကြီးကြောင်းကြီးတစ်ကြောင်းလုံးပြေးနေတာပဲဥပုပ်တယ်906ရှိမှတစ်ကြောင်းတစ်ကြောင်းအဲ့တော့ဒီလူတွေသာသိပြီးနတ်ပြည်ရောက်ရင်တော့နတ်ပြည်တော့ဒုက္ခပဲလူဦးရေတွေတင်းကျပ်ကုန်တော့မယ်နတ်ဦးရေတွေများတော့မှာပေါ့အဲ့ဒါကြီးတွေးပြီးတော့စိတ်ပူတာတဲ့နတ်သမီးကလေဟဲ့အဲ့လိုမပူနဲ့အဲ့လိုမပြောနဲ့အလုတ်ကောင်းတိုင်းစိတ်ကောင်းတာမဟုတ်ဘူးအလုတ်ကောင်းပြီးတော့စိတ်မကောင်းရင်လည်းကောင်းတာရောက်တာမဟုတ်ဘူးတရားမင်းကြီးကဟုတ်လားမယုံရင်ကြည့်မင်းနဲ့ငါနဲ့သွားရအောင်ဆိုပြီးတော့တရားမင်းကြီးနဲ့အဲ့ဒီနတ်သမီးနဲ့လူပြေဆင်းလာတရားမင်းကြီးကပြိဿကြီးအသက်60 80အဖိုးကြီးရောင်ဖန်ဆင်းနတ်သမီးလေးကအသက်16နှစ်ရောင်လေးဖန်ဆင်းလာအဲ့ဒီအဖိုးကြီးနဲ့ကလေးမလေးကလက်တွဲပြီးတော့ဥပုပ်တယ်တွေနေ့လေခင်းတရေနိုးပတိလေးတွေကိုစီနဲ့တစ်ပင်အောက်ဇရက်ထဲလေးတွေမှာထိုင်းနေကြတာဖွဲလိုက်လေတချို့ကစလိတ်တော့တချို့ကပြိဿပတိစိတ်ပေါ့တချို့ကပါဇက်ကခုပြောဒီပြောပေါ့ဟုတ်လားဟဲပုံစံမျိုးနဲ့ဥပုပ်တယ်တွေအဲ့ဒီဥပုပ်တယ်တွေကြားလှဲပြီးတော့သွားကလေးမလေးကမေးအဖွားတို့ဥပုပ်ဆောင်တာလားပတိနဲ့အဖွားတွေကအေးဟုတ်တယ်ငါမြည်ရဲ့သာဓုပါတော့သာဓုပါဟောညီအဖိုးဒီထက်မရောက်ဘူးလို့လိုက်ပို့တာလားအဖိုးမဟုတ်ဘူးဟင်အဖိုးမဟုတ်တော့အဖေလားအဖေလည်းမဟုတ်ဘူးဟဲ့အဖေမဟုတ်တော့ဘာကြီးတော့ကျမရဲ့အမျိုးသားအမလေးတော့ကောင်မလေးဒုက္ခပဲကောင်မလေးဒုက္ခပတိစိတ်တာကိုဒုက္ခမဟုတ်ကောင်မလေးဒုက္ခပဲဖြစ်ကုန်တာဟုတ်လားကောင်မလေးဒုက္ခပဲဒီလိုဖြစ်သွားတာတဲ့တစ်ဖွဲ့ပြီးနောက်တစ်ဖွဲ့ပြောင်းသွားနောက်တစ်ဖွဲ့ပြောင်းတော့ဟိုကပြောပြန်ရောညီဘာတော်တော့ကျမရဲ့အမျိုးသားပါရှင်ဩမကြခင်မို့ဆိုးမှဖြစ်တော့မယ်မကြခင်မို့ဆိုးမှဖြစ်တော့မယ်ရှေ့တစ်ဖွဲ့ကဒုက္ခနောက်တစ်ဖွဲ့ကမုတ်ဆိုးမှဒီလိုဖြစ်ကုန်ကြငယ်ငယ်ရွယ်နဲ့ဒီလိုဖိုးကြီးယူမှတော့မုတ်ဆိုးမှညီဖြစ်တော့မှာပေါ့မကြခင်မုတ်ဆိုးမှဖြစ်မှမကြခင်မုတ်ဆိုးမှဖြစ်မှပတိကအနိစ္စဒုက္ခမဟုတ်ဘူးခရတရားတန်ခါမဟုတ်ဘူးဟုတ်လားပတိတွေပြောင်းသွားတာပြောတာနော်ဟာနောက်တစ်ဖွဲ့တရားရောက်နောက်တဲ့နေရာရောက်တော့တခါမေးပြန်ရောဘာတော်တော့အဖိုးလားမဟုတ်ဘူးအဖေလားမဟုတ်ပါဘူးကျမရဲ့အမျိုးသားပါဩညီကဘယ်နဲ့အသက်ဘယ်လောက်ကျမ16နှစ်ဖိုးက80နေအိုမျက်နှာကြိုက်နေအိုမျက်နှာကြိုက်တယ်ဟုတ်လားအဖိုးပဲလဲပြီးနေအိုမျက်နှာကြိုက်អော်ကြပြန်ရောတခါဟာနောက်တဲ့နေရာတော့အဖိုးပဲလဲပြီးတော့သေကန်ကြီးရိတ်ခါယူတဲ့သေကန်ကြီးရိတ်ခါယူတဲ့ပတိစိတ်လိုက်တာသေကန်ကြီးရိတ်ခါယူတဲ့လူနဲ့နေအိုမျက်နှာကြိုက်တဲ့လူနဲ့ကောင်းမလေးဒုက္ခပဲမဟုတ်ဆိုးမှမကြခင်ဖြစ်တော့မင်းနဲ့ဖယားတရားတန်ခါပါသေးလားဖယားဂုံမပါဘူးတရားဂုံမပါဘူးအဲ့ဒီကလေးမလေးနဲ့ဖိုးကြီးရဲ့ဂုံတွေပဲပွားနေကြဟုတ်ပြီလားအဲ့ဒါကျောင်းဝင်းတွေကပြန်ထွက်ခံပြီးတော့ကျောင်းပေါက်ဝမှာရေအိုးစင်ရှိရေအိုးစင်ကပြိတဲ့ຫນွေကာဆိုတော့အေးတဲ့ရေအိုးစင်လေးကိုကြောလေးပေးပြီးတော့အဖွားတယောက်ကပတိကြာကြာနာစိတ်အဲ့ဒီနားလေးသွားအဖွားဥပုသ်ဆောင်တာလားအေးဟုတ်တယ်ဟဲ့ငါမြည်ဒါရေအိုးစင်လားအဖွားရဲ့ဟုတ်ပါတယ်ကွရေအိုးစင်သမီးရေတောက်ချင်လို့ခွင့်တောင်းတာပါမလီတောက်တမ်းပါကွယ်တဲ့နေဦးသမီးအမေကြီးကိုယ်တိုင်ခတ်တိုက်ပါမလို့ပါနဲ့အမေကြီးရဲ့အသက်ရွယ်ချင်းရှင်သမီးကကိုယ့်ဘာကိုယ်တော့တောက်ပြီးတော့အမေကြီးကိုယ်တော့ကိုကခတ်တိုက်ရအောင်မပို့ဘူးဟဲ့ငါတနေကုန်စောင့်ထားတာသီလကရနေပြီဒါနာလေးလူချင်းစီလို့ပါငါမြည်ရဲ့မဲအဖွားကဒါနာလူချင်းလို့ရေကြီးခတ်တိုက်ကလေးမလေးတောက်ပြီးတော့ဒါကြီးဘာတော်ကျမရဲ့အမျိုးသားမဲငါလည်းသူ့လည်းတိုက်လိုက်ဦးမဲတောက်ပါအောင်ရှင်းအဖိုးကြီးလည်းတိုက်အဖိုးကြီးရေတောက်လို့လည်းပြီးရောအဲ့မှာဖွားကြီးကပြောတယ်ညီကံကောင်းတယ်ဘာဖြစ်လို့တော့ဒီလိုရွယ်နဲ့ညီနဲ့ညားထားတာဆိုတော့အဖိုးလိုပြုစုအဖေလိုစောင်းရှောက်ယောက်ျားအပြင်ကုသိုလ်ပါရတာတော့ညီရလေဟောကောင်းကွက်ကိုကြည်သွားတာပြောတာဟုတ်လားသူ့ဘသူချစ်လို့ကြိုက်လို့ရွယ်တာသူ့ဘသူကန္တာလေကိုကသွားပြီးမကောင်းမြင်ကိုပါပြီးတဲ့မကောင်းတဲ့ထဲပါသွားမှာမဟုတ်လားဟောသူကန္တာကိုကန္တာဒါပြောတာစိတ်ထားပြောတာနော်စိတ်ထားပြောတာသူတော်ကောင်းတယ်အဲ့မှာတရားမင်းကြီးကပြောတယ်မြင်လားတဲ့ဥပုပ်တဲ့900မှာဒီတယောက်ပဲနတ်ပြည်ရောက်မှာတဲ့ဟုတ်လားအဲ့တော့ပြိဿရဲ့အလုတ်ကောင်းပေမဲ့စိတ်ကောင်းဖို့လဲလိုတယ်ဒါပြောချင်တာဗုဒ္ဓဝါဒကပြိဿရဲ့စိတ်ဟုတ်ပြီလား